ကပောက်ကျမ်းခန်းကြီး31အငယ်1မှ10ထိုအခါလာဗန်သားတို့ကငါတို့ဖခင်ဤဥစ္စာရှိသည်မြကိုယာကုပ်သည်ယူသွားလေပြီတကားငါတို့အဖ၏ဥစ္စာအားဖြင့်သူ၌ဤမည်သောစည်းစိမ်ရှိသည်မြသည်ဖြစ်လေပြီဟုဆိုကြသည်ကိုယာကုပ်ကြား၍လာဗန်၏မျက်နှာကိုကြည့်သောအခါရှေ့ကကဲ့သို့မဟုတ်ခြားနားသည်ကိုသိမြင်၏ထာဝရဘုရားကလည်းတင်ဤဘိုးဘနေသောပြည်တင်ဤအမျိုးသားချင်းထံသို့ပြန်သွားလော့ငါသည်တင့်ဘက်၌ရှိနေမည်ဟုယာကုပ်အားမိန့်တော်မူ၏ယာကုပ်သည်လူကိုစေလွှတ်၍ယာခေလနှင့်လေအာကိုတိုးစုရှိရာတောသို့ခေါ်ပြီးလျှင်တင်တို့အဖ၏မျက်နှာသည်ငါ၌ရှေ့ကကဲ့သို့မဟုတ်ခြားနားသည်ကိုငါသိမြင်၏သို့တော်လည်းငါအဖ၏ဘုရားသခင်သည်ငါဘက်၌ရှိတော်မူ၏တင်တို့အဖ၏အမှုကိုငါတတ်နိုင်သမျှအတိုင်းငါစောင့်သည်ကိုတင်တို့သိကြ၏တင်တို့အဖသည်လည်းငါကိုလှည့်စား၍ငါရထိုက်သောအခကို10 ကြိမ်လဲခဲ့ပြီသို့တော်လည်းငါကိုညှင်းဆဲစေခြင်းငှါဘုရားသခင်အခွင့်ပေးတော်မမူသူကပျောက်သောအကောင်တို့သည်တင်ဤအခဖြစ်စေဟုဆိုလျင်တိုးစိတ်ရှိသမျှတို့သည်ပျောက်သောအကောင်တို့ကိုမွေးကြ၏ကြားသောအကောင်တို့သည်တင်ဤအခဖြစ်စေဟုဆိုလျင်တိုးစိတ်ရှိသမျှတို့သည်ကြားသောအကောင်တို့ကိုမွေးကြ၏ထိုတို့ဘုရားသခင်သည်တင်တို့အဖ၏တိရစ္ဆာန်တို့ကိုနှုတ်၍ငါအားပေးတော်မူပြီးထိုတိရစ္ဆာန်များတို့သည်ရှက်တင်ကြသောအခါငါမျှော်ကြည့်၍တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သောတိရစ္ဆာန်အထီးတို့သည်အပြောက်အကျားမှစ၍အထွေထွေသောအဆင်းရှိကြောင်းကိုအိမ်မက်၌ငါမြင်ရ၏အငယ်7မှ16ဘုရားသခင်၏ကောင်းကင်တမန်ကလည်းယာကုပ်ဟုအိမ်မက်၌ငါကိုခေါ်လျင်အကျွန်ုပ်ရှိပါ၏ဟုငါထူ၏သူကလည်းမျှော်၍ကြည့်လော့တိရစ္ဆာန်မနှင့်ပေါင်းဘော်သောတိရစ္ဆာန်အထီးရှိသမျှတို့သည်အပြောက်အကျားမှစ၍အထွေထွေသောအဆင်းရှိကြ၏အကြောင်းမူကားတင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏ငါကတင်သည်မှတ်တိုင်ကိုစီလောင်း၍ငါ၌တစ္ဆာပြုရာဗေသလအရပ်၏ဘုရားဖြစ်၏ယခုထ၍ဤရပ်မှထွက်သဖြင့်အမျိုးသားချင်းတို့နေသောပြည်သို့ပြန်သွားလော့ဟုငါအားမိန့်တော်မူ၏ဟုယာကုပ်သည်ကြားပြောပြီးလျှင်ယာခေလနှင့်လေအာတို့ကအကျွန်ုပ်တို့သည်ကိုယ်အဖ၏အိမ်နှင့်အဘယ်သို့ဆိုင်သနည်းအဘယ်သို့အမွေခံရသေးသနည်းသူသည်ကျွန်ုပ်တို့ကိုတကျွန်းတနိုင်ငံသားကဲ့သို့မှတ်တတ်သည်မဟုတ်လောကျွန်ုပ်တို့ကိုရောင်းစားခဲ့ပြီတကားကျွန်ုပ်တို့အဖမှဘုရားသခင်ရုပ်သိမ်းတော်မူသောစည်းစိမ်ရှိသမျှသည်ငါတို့ဥစ္စာငါတို့သားသမီးများဥစ္စာဖြစ်၏တို့ဖြစ်၍ဘုရားသခင်မှားထားတော်မူသည့်အတိုင်းယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏အငယ်19မှ21ထိုအခါယာကုပ်သည်ထ၍မိမိသားမယားတို့ကိုကလောအုပ်ပေါ်မှစီးစေ၏မိမိတိရစ္ဆာန်တည်းဟူသောပါဒနရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်ရတတ်သမျှသောဥစ္စာတို့ကိုဆောင်ယူ၍အဖဣဇက်နေရာခါနာန်ပြည်သို့ခရီးသွားလေ၏လာဗန်သည်တိုးမွေးကိုညှက်ခြင်းငှါအခြားတစ်ပါးသို့သွားခိုက်တွင်ယာခေလသည်သူ၏တရားရုပ်ထုတို့ကိုခိုးယူလေ၏ယာကုပ်သည်မိမိပြေးမိအကြောင်းကိုမကြားမပြောဘဲနေ၍ရှုရိလူဖြစ်သောလာဗန်ကိုပရိယာအားဖြင့်နိုင်လေ၏ထိုသို့မိမိဥစ္စာရှိသမျှပါလျက်ပြေးသွား၍မြစ်တစ်ဖက်သို့အလျင်အမြန်ကူးပြေးလျင်ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက်ခရီးသွားလေ၏အငယ်22မှ35ယာကုပ်ပြေးကြောင်းကို3 ရက်မြောက်သောနေ့၌လာဗန်ကြားသိလျှင်ညီကိုတို့ကိုခေါ်၍9 ရက်ခရီးလိုက်သဖြင့်ဂိလဒ်တောင်ပေါ်မှမိလေ၏ဘုရားသခင်သည်ရှုရိလူလာဗန်စီသို့ညအချိန်တွင်အိမ်မက်၌ကြွတော်မူ၍သင်သည်ယာကုပ်အားကောင်းမကောင်းကိုမပြောနှင့်သတိပြုလော့ဟုမိန့်တော်မူ၏ထိုအခါယာကုပ်သည်မိမိတဲကိုဂိလဒ်တောင်ပေါ်မှဆောက်နှင့်ပြီးလာဗန်သည်လိုက်၍မှီသောအခါမိမိညီအစ်ကိုတို့နှင့်တကွထိုတောင်ပေါ်မှတဲကိုဆောက်လေ၏
လာဗန်ကလည်း၊သင်သည်အဘယ်သို့ပြုသနည်း။စစ်တိုက်ရာ၌ဘမ်းမိသောသူတို့ကိုသိမ်းသွားသကဲ့သို့ငါ့ကိုလှည့်စား၍ငါ့သမီးတို့ကိုသိမ်းသွားလေပြီတကား။ငါ့ကိုလှည့်စား၍အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ငါသည်ပျော်မွေ့ခြင်းကိုပြု၍သီချင်းဆိုလျက်ပတ်တာနှင့်စောင်းတီးလျက်သင့်ကိုလွှတ်လိုက်စေခြင်းငှါအဘယ်ကြောင့်ငါ့ကိုမကြားမပြောဘဲနေသနည်း။ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှါအဘယ်ကြောင့်အခွင့်မပေးသနည်း။သင်သည်မိုက်စွာပြုလေပြီတကား။ယခုသင့်ကိုငါညှဉ်းဆဲနိုင်၏။သို့သော်လည်းမနေ့ညမှာသင်၏အဘကိုးကွယ်သောဘုရားသခင်သည်ကြွလာ၍ယာကုပ်အားကောင်းမကောင်းကိုမပြောနှင့်။သတိပြုလော့ဟုငါ့အားမိန့်တော်မူ၏။ယခုမှာသင်သည်မိဘအိမ်ကိုအလွန်အောက်မေ့သောကြောင့်သွားရသည်ဟုတ်စေတော့။ငါ၏ဘုရားတို့ကိုအဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟုယာကုပ်ကိုဆို၏။ယာကုပ်ကလည်း၊သင်သည်ကိုယ်သမီးတို့ကိုအနိုင်အထက်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟုကျွန်ုပ်စိုးရိမ်သောကြောင့်ထွက်ပြေးရ၏။သင်၏ဘုရားတို့ကိုမူကားအကြင်သူ၌တွေ့လျှင်ထိုသူကိုသေစေလော့။ကျွန်ုပ်တို့ညီအစ်ကိုများရှေ့တွင်သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟုလာဗန်အားပြန်ပြော၏။ရာခေလခိုးကြောင်းကိုယာကုပ်မသိ။လာဗန်သည်ယာကုပ်တဲ၊လေအာတဲ၊ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်ရှာသော်လည်းမတွေ့လျှင်လေအာတဲမှထွက်၍ရာခေလတဲသို့ဝင်လေ၏။ရာခေလသည်ထိုရုပ်တုတို့ကိုယူ၍ကုလားအုပ်ကုန်းနှီးတန်ဆာထဲသို့သွင်းထားပြီးလျှင်ထိုတန်ဆာပေါ်မှာထိုင်လျက်နေ၏။လာဗန်သည်တတဲလုံးကိုရှာဖွေ၍မတွေ့လျှင်ရာခေလက၊ဖခင်ရှေ့မှာကျွန်မမထနိုင်သည်ဖြစ်၍စိတ်ရှိတော်မမူပါနှင့်။မိန်းမတို့၌ဖြစ်မြဲရှိသည်အတိုင်းကျွန်မ၌ဖြစ်ပါသည်ဟုအဘအားဆိုလေ၏။ထိုသို့လာဗန်သည်ရှာဖွေ၍ရုပ်တုတို့ကိုမတွေ့ရ။ထိုအခါယာကုပ်သည်စိတ်ဆိုး၍လာဗန်ကိုဆုံးမသည်ကား၊ကျွန်ုပ်သည်အဘယ်သို့ပြစ်မှား၍အဘယ်အပြစ်ရှိသောကြောင့်ကျွန်ုပ်ကိုဤမျှလောက်ပြင်းထန်စွာလိုက်ရသနည်း။ကျွန်ုပ်ဥစ္စာရှိသမျှကိုရှာဖွေသည်ဖြစ်၍သင်၏ဥစ္စာပရိကံတစုံတခုကိုတွေ့မိလျှင်သင်၏ညီအစ်ကိုကျွန်ုပ်ညီအစ်ကိုတို့ရှေ့တွင်ဤအရပ်၌ထားပါ။သူတို့သည်ငါတို့နှစ်ယောက်စပ်ကြားမှာစီရင်ပါစေ။ကျွန်ုပ်သည်သင့်ထံ၌အနှစ်20ပတ်လုံးနေရာတွင်သင်၏သိုးမဆိတ်မတို့သည်ဝမ်းပိုးမပြတ်ဆိတ်ထီးသိုးထီးတို့ကိုကျွန်ုပ်မစား။သားရဲကိုက်တတ်သောအကောင်ကိုသင့်ထံသို့ကျွန်ုပ်မဆောင်ခဲ့။ကိုယ်အရှုံးခံရ၏။နေ့မှာခိုးသည်ဖြစ်စေညမှာခိုးသည်ဖြစ်စေသင်သည်ကျွန်ုပ်တွင်အစားတောင်းလေ့ရှိ၏။နေ့အချိန်၌လည်းနေပူကို၎င်းညအချိန်၌လည်းနှင်းခဲကို၎င်းခံရပြီ။အိပ်ပျက်ခြင်းကိုလည်းခံရပြီ။41ထိုသို့ကျွန်ုပ်သည်အနှစ်20ပတ်လုံးသင်၏အိမ်၌နေ၍သင်၏သမီးနှစ်ယောက်အတွက်ကြောင့်14နှစ်သိုးဆိတ်တို့အတွက်ကြောင့်6နှစ်အစေခံရပြီ။သို့ရာတွင်သင်သည်ကျွန်ုပ်အခကို10ကြိမ်လဲပြီတကား။ယခုလည်းကျွန်ုပ်အဘ၏ဘုရားသခင်အာဗြဟံ၏ဘုရားသခင်ဣဇာက်၏ကြောက်ရွံ့ရာဘုရားသည်ကျွန်ုပ်ဘက်၌မရှိလျှင်သင်သည်ကျွန်ုပ်ကိုဧကန်အမှန်လက်ချည်းလွှတ်လိုက်လိမ့်မည်တကား။အကယ်စင်စစ်ကျွန်ုပ်ဆင်းရဲခံရခြင်းပင်ပန်းစွာလုပ်ကိုင်ရခြင်းကိုဘုရားသခင်မြင်၍မနေ့ညမှာသင့်ကိုဆုံးမတော်မူပြီဟုဆိုလေ၏။လာဗန်ကလည်း၊ဤသမီးတို့သည်ငါ့သမီးဖြစ်ကြ၏။ဤသူငယ်တို့သည်ငါ့သားဖြစ်ကြ၏။ဤတိရစ္ဆာန်တို့လည်းငါ့တိရစ္ဆာန်ဖြစ်ကြ၏။မြင်သမျှသောဥစ္စာသည်ငါ့ဥစ္စာဖြစ်၏။ငါ့သမီးတို့၌၎င်းသူတို့ဘွားမြင်သောငါ့သူငယ်တို့၌၎င်းအဘယ်သို့ငါပြုနိုင်သနည်း။သို့ဖြစ်၍ယခုသင်နှင့်ငါစပ်ကြား၌သက်သေဖြစ်စေ၍ငါတို့နှစ်ယောက်သည်ပဋိညာဉ်ပြုကြစို့ဟုယာကုပ်အားပြန်ပြော၏။ယာကုပ်သည်လည်းကျောက်ကိုယူ၍မှတ်တိုင်ဘို့စိုက်ထူပြီးလျှင်ကျောက်များကိုစုထားကြပါဟုညီအစ်ကိုတို့အားဆိုသည်အတိုင်းသူတို့သည်ကျောက်များကိုယူ၍ကျောက်ပုံကိုတည်လုပ်ပြီးမှထိုကျောက်ပုံအပေါ်၌စားသောက်ခြင်းကိုပြုကြ၏။ထိုကျောက်ပုံကိုလာဗန်သည်ယေဂါသဟာဒုသဟူ၍၎င်းယာကုပ်သည်ဂိလဒ်ဟူ၍၎င်းသမုတ်လေ၏။လာဗန်ကလည်း၊ယနေ့ဤကျောက်ပုံသည်ငါနှင့်သင်၏
စัจ जा ၌သက်သေဖြစ်သည်ဟုဆို၏ထိုကြောင့်ဂိလဒ်ဟု၍သမုတ်ကြ၏မိဇပါဟု၍သမုတ်ကြသေး၏အကြောင်းမူကားလာဗန်ကငါတို့သည်တယောက်နှင့်တယောက်ခွာသွားကြသောနောက်ထာဝရဘုရားသည်ငါနှင့်သင်၏စัจ जा ၌စောင့်တော်မူစေတည်းအငယ်50မှ55သင်သည်ငါသမီးတို့ကိုညှင်းဆဲသည်ဖြစ်စေငါသမီးတို့မှတပါးအခြားသောမိန်းမနှင့်စုံဖက်သည်ဖြစ်စေငါတို့၌လူသက်သေမရှိဘုရားသခင်သည်ငါနှင့်သင်၏စัจ जा ၌သက်သေဖြစ်တော်မူစေတည်းဟု၍၎င်းတဖန်လည်းငါနှင့်သင်၏စัจ जा ၌သင်သည်တည်လုပ်ခဲ့ပြီးသောဤကြောက်ပုံနှင့်ဤမှတ်တိုင်ကိုကြည့်ပါလော့ငါသည်တင့်ကိုခိုက်ရန်ပြုခြင်းငှာဤကြောက်ပုံဤမှတ်တိုင်ကိုမကြော်ရသင်သည်ငါကိုခိုက်ရန်ပြုခြင်းငှာဤကြောက်ပုံဤမှတ်တိုင်ကိုမကြော်ရဟုဤကြောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေဖြစ်စေတည်းအာဗြဟံ၏ဘုရားသခင်နာခေါ်၏ဘုရားသခင်သင်အဖ၏ဘုရားသခင်သည်ငါတို့စัจ जा ၌စီရင်တော်မူစေတည်းဟု၍၎င်းယာကုပ်အားဆို၏ယာကုပ်သည်လည်းမိမိအဖကြောက်ရွံ့ရာဘုရားကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလေ၏ထိုအခါယာကုပ်သည်တောင်ပေါ်မှရစ်ပူဇော်၍ညီကိုများကိုအစာစားစေခြင်းငှာခေါ်ဖိတ်သဖြင့်သူတို့သည်စားသောက်၍တောင်ပေါ်မှညကိုလွန်စေကြ၏နံနက်စောစောလာဗန်ထ၍မိမိသားသမီးများကိုနမ်းလျက်ကောင်းကြီးပေးပြီးမှမိမိနေရာပြည်သို့ပြန်သွားလေ၏